ငါးကြီးစီကကြောက်တယ်သူမှမဟုတ်ကြောက်ကက်အားနေတဲ့သူတော့ပေးလို့ရတယ်လေသူက CJD ကွာအဆင့်1 2 3 4နော်ငါးဆိုရင်တော့ကြောက်ကက်ပြက်ပြီးပေါ့ဆေးရမှာပေါ့အဲ့လူတော့ပေးလို့ရပါတယ်ဒါပေမဲ့ခုနပြောလို့ပေါ့တော့ high quality တော့ဖြစ်ရမယ်ငါးကြီးစီက quality ကောင်းတဲ့ငါးကြီးစီဖြစ်ရမယ်သူ့ရဲ့ရည်ရွယ်ချက်ကတော့ခန္ဓာကိုယ် inflammation ရော့တယ်ကြောက်ကက်ရောင်တာတွေပါမကြောက်ကက်ရေဝိုင်းနိုင်တယ်အစားဒီကောင်ငါးကြီးစီကကောင်းတယ်အဲ့တော့သူကဒီကောင်ကအစီလဲကျတယ်ကွာကြောက်ကက်သမားတွေမှာ DG လို့ခေါ်တာပေါ့ကစီတက်ကိုရော့စေတယ်ကွာပြီးရင်ကြောက်ကက်ကြောင့်ဖြစ်လာတဲ့နှလုံးတွေပါတယ်ဒီကောင်က risk ကိုရော့စေတယ်ပြီးတော့ CKD ကိုလို့ခေါ်တဲ့ကြောက်ကက်နာတာချေကြောက်ကက်ရောင်ရမ်းတာကြောက်ကက်ပျက်စီးတာတော့မှသူကနှေးကွေးစေတယ်ကွာအဲ့တော့ omega 3ပဲနော်6-9တော့မရဘူး omega 3 quality ကောင်းတယ်နိုင်ငံကောင်းတယ်ရွေးပြီးမှတေချာ quality ကောင်းတာတောက်ငါးကြီးစီတောက်မယ်ဆိုရင်တော့ဈေးသိမ့်မနှမျောတယ်မနှမျောတာပိုကောင်းမယ်ဘာလို့ဆိုတော့ငါးကြီးစီကကြတော့သူကဟိုလိုပေါ့နော် quality မကောင်းတာတွေ့ရင်သူကအစိတ်တော့ပါနိုင်တယ်လေဘယ်ကထုတ်တဲ့ငါးလဲdeep sea ကိုပို့ကောင်းတယ်ဟိုပင်လေရင်းနဲ့ပိုင်းကငါးကြီးစီဆိုရင်ပို့ကောင်းတယ်ဆယ်မွန်ငါးဆိုတော့အကောင်းဆုံးပဲဆယ်မွန်တော့မှဒါရှုပ်သေးတယ်မွေးမြူရေးဆယ်မွန်လားဝိုင်းဆယ်မွန်လားဆိုတော့သူကသူကဆယ်မွန်ငါးတို့ပြန်သိပါတယ်သူကဟိုလိုပေါ့တောထဲမှာရှိတဲ့ဆယ်မွန်ငါးထုတ်တာဆိုပို့ကောင်းတယ်အဲ့လိုတွေရှိသေးတယ်အဲ့ဘက်မှာမူတည်ပြီးတော့ omega 3တဲ့ဈေးကမျိုးစုံခေါ်တာဥပမာကနေဒါလား US လား UK လားဟာအိန္ဒိယလားဟိုတက်ရောက်လားဂျွာလားထိုင်းလားအဲ့လိုမျိုးတွေလည်းရှိသေးတယ်အဲ့တော့ငါးကြီးစီကတော့ omega 3ကတော့ဒါပေမဲ့မဖြစ်မနေတောင်းရမှာဆိုငါးကြီးစီပါတယ်တော့ချနာပဲလေငါးကြီးစီတောက်တယ်ဒီ green အဲ့ဒီမှာ green light က omega 3ဒီကောင်ဆိုရင်တော့ဘယ်ရထုတ်တာလဲဆို green light ကဒါခုလေးမှာကျွန်တော်ရှင်းရှိလို့ပါဒါ New Zealand ပေါ့ New Zealand quality ကောင်းတယ်လေ quality ကောင်းတယ်ဟိုကွာ2000ကျော်နဲ့3000ကျော်တိတ်မကွာရင်တော့ quality ကောင်းတာပဲချပါတရက်ကိုတစ်လုံး1000ဆိုတော့เนาะဒါပုံမှန်တာမန်လူကျွန်တော်တို့ weight ချတယ်သူအပြောမယ်အခါလေးကြတော့ကွာငါးချီတောက်တယ်တော့လေဟိုအားကြီးလက်အစီမကြဘဲကြမှာသူတောက်တစ်လုံးနဲ့မရဘူးလေဒီမှာသူ dose ကသူနှလုံးကိုတဲ့ swap 2 swap gel ကို2 3 တိုင်းတော့တောက်လို့ရတယ်ဒါပေမဲ့သွေးကျဲစိမ့်နဲ့တောက်တဲ့သူတွေတွားလဲသွေးကျဲတာကိုသွေးကျဲသေးတောက်တဲ့သူတွေကသတိထားမှကွာ warfarin လိုမျိုးသွေးကျဲသေးတောက်တဲ့သူမျိုးတော့ငါးချီစီအများကြီးတောက်လို့မရဘူးတော့တာမန်လူကွာ3ညင်တောက်လို့ရတယ်သွေးပါကျဲသွားမှာလေ1000ဆိုရင်ကွာနှလုံး3ညင်ဆိုတော့6000ကြီးချလို့ရတယ်ဂျင်စောတဲ့သူတွေကွာငါးကြီးစီကိုကွာ၄လုံးလောက်ကင်ပလိုက်တခါတည်းတွေ့ထက်လိုက်ရတယ်မြင်မြန်ကြဟိုက်ထိုးတောက်တာပိုကြိုက်တယ်ကျွန်တော်ကစားပြီးချထက်လိုက်အဲ့ဒါတွေတခါကျတော့ကွာဟိုလိုကွာဒီဟာတွေက off label တွေပါပဲဒီမှာတော့သူ့ရဲ့ official တက်တာမြန်မာ FDA နဲ့ official တက်ထားတာမှာ swap 2 gel ကိုတဲ့ swap gel ကို2 to 3 တိုင်းဆိုတော့တက်ကို၄လုံးကနေ6လုံးထိပေးလို့ရတယ်ဒါပေမဲ့ခုနပြောလို့ပေါ့ driver bine တွေ healthcare professional ပေါ့နော်အဲ့တော့၄လုံးအောက်ထစ်စော်လို့ရတယ်စော်ပလိုက်ဒါပြောတာအဲ့ငါးကြီးစီဒါဆိုရင်ဒါ green light က GRE ရဲ့ green light ကောင်းတယ်ကနေဒါ brand လေးမစိုးဘူးလေ New Zealand သူက Singapore နဲ့ပတ်ဝင်တာသူကကုမ္ပဏီကကျ imported by Singapore product က New Zealand အဲ့လိုမျိုးပေါ့ကွာသူရဲ့ natural source ကြီးကြည့်ရတယ်ဒါဘာတွေပါဘယ်နေထုတ်တာတော့ marine ကထုတ်တာအဲ့ဆိုရင်ဘယ်ကထုတ်တာလဲအဲ့လိုပေါ့နော်ပြပြငါးကြီးစီရဲ့ source ကိုလိုက်ရှာရတယ်နိုင်ငံကိုကြည့်ရတယ်ငါးကြီးစီကကျတော့သူကအစီလဲကြတယ်ကွာနှလုံးတွေလည်းကောင်းတယ်ကွာအစိတ်ရောင်တာလည်းကောင်းတယ်မျက်စိကွာခေါင်းကနေခြေဆုံးပေါ့ကွာအရေပြားကောစိတ်ပိုင်းဆိုင်ရာအုံနောက်ကော memory ကောကဲကိုဝင်ဆောင်ကောတိုက်ရတယ်နော်ကလေးမိခင်တွေလည်း note ကလေး note တိုက်ရင်လည်းတိုက်လို့ရသေးတယ်ကဲစဉ်းစားကြည့်ကိုဝင်ဆောင်မှာစိတ်ဖြစ်တယ်ဆိုတော့ကြောက်ကက်ဆိုတာပြောမနေနဲ့တော့ကောင်းတယ်နောက်ဆုံးအဆင့်သားနောက်ဆုံးအဆင့်ကြောက်ကက်ဆေးနေတဲ့သူတော်မှတောက်လို့ရတာပဲပြီးလို့ရတာပဲနော်โอเคပါနော်ဒါငါးကြီးစီနဲ့ပတ်သက်ပြီးပြပြတာမြန်မြန်ဝိတ်ကြခြင်းနဲ့ဆိုနှလုံး3ညလောက်တိုင်းထည့်လိုက်အဲ့ဆိုရင်မြန်မြန်ဝိတ်ကြတယ်ဒါပေမဲ့ခုနပြောသလိုပေါ့နော်သွေးကျဲစေးပါညာနဲ့တော့ရောတောက်လို့မရအောင်နော်အဲ့လောက်ဆိုရင်ရပြီနော်နှလုံးသွေးချသူကကွာမဟုတ်လေသူကအချို့သေးသမားကျဖုံးသေးထွက်တဲ့သူတွေရှိတယ်အဲ့လိုကြောင့် high dose အများကြီးမပေးဘူးပေါ့တရက်တစ်လုံးနှလုံးတောက်ကြီးစားမရှိဘူးလေ၄-၅လုံးမတောက်နေပြပြတယ်နော်